ဘဝမှာလေရှေ့ဆက်ဖို့ဘလို့မှမဖြစ်နိုင်တော့ဘူးအရာအလုံးကိုလက်လျှော့လိုက်ခြင်းပြီးဆိုတဲ့ခံစားချက်မျိုးကြုံပူကြမှာပါဟုတ်ကဲ့အဲ့လိုအချိန်တွေအတွက်အားစိတ်တစ်ခွက်လိုဖြစ်စေမဲ့စာရေးသူTifaရဲ့ဘလို့မှအရှုံးမပေးနဲ့ဆိုတဲ့စာအုပ်ထဲကအဓိကကြတဲ့တွေးခေါ်တွေကိုဒီနေ့အတူတူလေ့လာကြည့်ကြအောင်ဆိုတော့ဒီစောက်ကရိုးရိုးလေးအားဝေးစကားတွေပြောထားတဲ့အများကြီးပို့ပါတယ်ဒါကဘဝရဲ့အခက်အခဲတွေကိုဘယ်လိုတွေးခေါ်ပုံပြောင်းပြီးတော့လက်တွေ့ကြကြော်လွှမ်းမလဲဆိုတဲ့လမ်းညွှန်ချက်တွေနီးဗျူဟာတွေကိုစုစည်းပေးထားတဲ့လက်ဆွဲစာအုပ်တရုပ်လိုပါပဲရှေ့ဆက်ဖို့လုံးဝမဖြစ်နိုင်တော့ဘူးလို့ခံစားရပြီးအများအလုံးကိုရှုံးပေးလိုက်ခြင်းနဲ့အခိုက်အတန့်မျိုးဒါလူတိုင်းနီးပါးဂျုံမှုတဲ့ခံစားချက်တစ်ခုပါအဲ့လိုခံစားရတာကအားနေတာမဟုတ်ပါဘူးနော်ဟုတ်ပါတယ်အဲ့ဒီခံစားချက်ကလူတိုင်းရင်ဆိုင်ရတဲ့တန်တိုင်းကြီးတစ်ခုနဲ့တူပါတယ်ဒါကကိုယ်ရဲ့အားနည်းနေလို့မဟုတ်ဘူးကြီးမားတဲ့စိန်ခေါ်မှုတစ်ခုကိုရင်ဆိုင်နေရတယ်ဆိုတဲ့တက်တွေပါပဲအတိကအရေးကြီးတာကအဲ့ဒီတန်တိုင်းကိုဘလို့ကြော်ဖြတ်မလဲဆိုတာပါပဲအဲ့ဒီလိုခက်ခဲတဲ့အချိန်တွေကိုကြော်ဖြတ်နိုင်ဖို့အတွက် Tifa ရဲ့စာအုပ်ကလက်တွေ့ကျတဲ့နီးလန်းတွေအတွေ့အခေါ်တွေကိုလမ်းညွှန်ပေးထားတာပါဒါကိုအတွက်လက်နက်ကီယာဆုံလင်ပါကက်ဒေတာတစ်လုံးလို့သဘောထားလို့ရပါတယ်ကဲအဲ့တန်းတိုင်းကိုကြော်ဖြတ်ထိုးတဲ့စာအုပ်ထက်ကပထမဆုံးအဓိကနေရာမှာကိုကြည့်လိုက်ကြရအောင်ဒါကတော့ယုံကန်ရခြင်းဆိုတဲ့အရာကိုအမြင့်တစ်ခုနဲ့ဘလို့ရှုမြင်မလဲဆိုတာပါပဲဒီတကားကတော့အားလုံးကြားဘူးပြီးသားဖြစ်မှာပါ no pain no gain နဲ့ဒီစာအုပ်ကဒီစကားရဲ့နောက်ခွဲကအတွေးခေါ်ကိုပို့ပြီးနက်နက်ရှင်းပြထားတာပါဆိုလိုတာကတော့လေအခက်ခဲမရှိဘဲနဲ့တကယ်တူတက်မှုအစစ်မှန်ဆိုတာမရနိုင်ဘူးဆိုတဲ့သဘောပါပဲဒီစာအုပ်ရဲ့အတွေးခေါ်ရဆိုရင်လေစိန်ခေါ်မှုတွေဆိုတာရှောင်ရမယ့်အရာတွေမဟုတ်ပါဘူးတိုးတက်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတွေမှုသူတို့ကိုကြိုးစိုးလက်ခံရမှာဖြစ်ပါတယ်ဒါကအရှုံးမဟုတ်ပါဘူးသင်ယူမှုရဲ့တစ်စက်တစ်ပိုင်းပါပဲ no pain no gain ဆိုတဲ့အယူအဆကိုလက်တွေ့ကျင့်သုံးဖို့ဆိုရင်ပရမဆုံးကိုရှိကအခက်ခဲကိုရန်သူလိုမဟုတ်ပဲကိုကိုကြီးထွားဖို့ခွင့်အလန်းအဖြစ်မြင်တတ်ရပါမယ်ပြီးတော့ကိုစူးစမ်းလိုက်တဲ့အားဆိုင်မှုတိုင်းကအလကားမဖြစ်ဘူးကိုပိုတန်မစေတဲ့ဆိုတာယုံကြည်ရပါမယ်အဲ့လိုစိတ်နဲ့ဆိုရင်လန်ကြီးဘလောက်ကြမ်းတမ်းနေပါစေရှေ့ဆက်ဖို့ယုံကြည်မှုရှိလာမှာပါကောင်းပြီအခက်ခဲတွေကိုလက်ခံဖို့အဆင်သင့်ဖြစ်ပြီဆိုရင်နောက်တစ်ဆင့်ကကိုယ့်ရဲ့အတွင်းစိတ်ကိုထိန်ချုပ်ဖို့ပါပဲဒီဒုတိယနေရာမှာကတော့အပြင်ဘက်ကစိန်ခေါ်မှုတွေထက်ကိုယ့်ရဲ့အတွေးခေါ်တွေကိုဘလို့ကျွမ်းကျင်အောင်လေ့ကျင့်မလဲဆိုတာကိုအဓိကထားပါတယ်စောင်းရဲ့မာဒီကာတွေကနောက်ထပ်အဓိကကျတဲ့စကားတစ်ခုကတော့လက်တံကိုပါပဲဒါကအဖြစ်သဘောဆောင်တဲ့အထွေးတွေမကောင်းတဲ့ခံစားချက်တွေကိုဆွဲမထားပဲစွန့်လွတ်လိုက်ဖို့ဆိုလိုတာပါစိတ်ကိုကျွမ်းကျင်အောင်ထိန်းချုပ်နိုင်ဖို့ဆိုတာနီလန်းတစ်ခုနဲ့မရပါဘူးလေဒီစာအုပ်မှာဆိုရင်ကိုယ့် principle ကသူရဲ့ကောင်ကိုရှာဖွေတာကနေကိုယ့်ဘဝဇာလန်ကိုပျော်ရွှင်အောင်ဘလို့ဆုံးသတ်မလဲဆိုတာဒီကျဲပြက်တဲ့အတွေးခေါ်တွေနီလန်းတွေကိုလမ်းညွှန်ပေးထားပါလေဒီအပိုင်းရဲ့အဓိကသင်ခန်းစာကိုအတူချုပ်ပြောရရင်တော့ကိုယ့်ရဲ့အတင်းစိတ်အခြေအနေကိုကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်းရှိတယ်ဘယ်အရာကိုအာရုံစိုက်မလဲဘယ်အရာကိုလွတ်ချမလဲဆိုတော့ကိုယ့်ရဲ့အရွေးချယ်မှုပေါ်မှာပဲမူတည်နေတယ်ဆိုတာပါပဲစိတ်ပိုင်းဆိုင်ရာပြည့်စင်ပြီးပြီဆိုရင်တော့အရေးကြီးဆုံးအပိုင်းဖြစ်တဲ့လက်တွေ့လှုပ်ဆောင်မှုစီကိုရောက်လာပါပြီတတိယမြောက်နေ့မှာအဲ့တော့အတွေးရနဲ့အလုပ်ဖြစ်အောင်ဘယ်လိုပြောင်းမလဲဆိုတာပါပဲဒီစာအုပ်ထဲမှာ action ဆိုတဲ့အပိုင်းကနေယူပြီးပြောရရင်လှုပ်ဆောင်မှုလမ်းကြောင်းကရှင်းလေးပါပထမဆုံးအချက်ကြီးမားမားလေးရှောင်မစင်စားသေးပဲတိတိလေးတင်းငယ်တဲ့ခြီလန်ချက်ခုကိုပဲအရင်ဆုံးသတ်မှတ်လိုက်ပါပြီးရင်ရလက်ကိုခေါင်းထဲကခဏထုတ်ထားအောင်မြင်မလားမအောင်မြင်ဘူးလားစဉ်းစားမနေပဲအဲ့ဒီသတ်မှတ်ထားတဲ့ခြီလန်လေးကိုပဲအရင်ဆုံးလမ်းချလိုက်ဖို့ပါပဲဆိုတော့လုတ်ဆောင်ခြင်းရဲ့နောက်ွယ်ကအတွေးခေါ်ကကြီးမားတဲ့ခုံပြန်ကြော်လွှားမှုတွေလုပ်ဖို့မဟုတ်ပါဘူးတင်းငယ်ပေမဲ့တသမတ်တီးရှစ်ဆက်နေတဲ့လှုပ်ရှားမှုတွေကနေအရှင်ဟုန်ကောင်းတွေရရှိလာနိုင်တဲ့ဆိုတာကိုအဓိကထားတာပါကဲအခုကျွန်တော်တို့လေ့လာခဲ့တဲ့နေရာမှာ၃ခုယုံကန်မှုကိုလက်ခံခြင်းစိတ်ကိုကြွမ်းကျင်အောင်လေ့ကျင့်ခြင်းနဲ့လက်တွေ့လှုပ်ဆောင်ခြင်းအဲ့ဒါတွေအားလုံးကိုပေါင်းဆက်ပြီးနောက်ဆုံးဝန်ဒီကသတင်းစကားကိုကြည့်ရကြရအောင်ဖြစ်စဉ်ကိုလက်ခံတယ်စိတ်ကိုကြွမ်းကျင်အောင်လေ့ကျင့်ထားတယ်ပြီးတော့တင်းငယ်ပဲမဲ့တသမတ်တီးလောက်ဆောင်တယ်ဒီ၃ခုကိုပေါင်းစပ်လိုက်တဲ့အခါမှာရရှိလာတဲ့အဆုံးစွန်သောရလဒ်ကတော့စာအုပ်ရဲ့ခေါင်းစဉ်တိုင်းမှာပဲဘယ်တော့မှရှုံးမပေးနိုင်တဲ့စိတ်တော့ပါပဲဒီမှာမြင်နေရတာကစာရေးသူရဲ့အမှားစာကောက်နှုတ်ချက်လေးပါဒီစာရွက်ရဲ့အဓိကရွယ်ချက်ကဇွဲရှိခြင်းနဲ့ကိုယုံကြည်မှုရှိခြင်းတန်ဖိုးကိုအားဖြည့်ပေးဖို့ဆိုတာကိုဒီစာမျက်နှာကသက်သေပြနေပါတယ်ဒီနေ့လေးလာခဲ့တဲ့အတွေ့အခေါ်တက်တဲ့နန်းအတူကိုဘွားရဲ့ဘဲစိန်ခေါ်မှုကိုအမြင်သက်တစ်ခုနဲ့ရင်ဆိုင်ဖို့အစဉ်သင့်ဖြစ်နေပြီလေကိုယ့်ရဲ့ပထမဆုံးသိငယ်တဲ့ခြေလမ်းကတော့ဘာဖြစ်မလဲ